လက်ရှိမှာအရန်ကျန်းနေတဲ့အေမွန်ကွန်မန်နာကိုမစော့တဲ့သေးဘူးဆိုရင်ဒီဗီဒီယိုကကြည့်ပါဒီဗီဒီယိုမှာအေမွန်ကိုအားလီဘယ်လိုထမ်းရမလဲဆိုတာနဲ့လက်ကိမ်းမှာဘယ်လိုမျိုး593 star ရအောင်ရှာရမလဲဆိုတာတွေကိုအသေးစိတ်ရှင်းပြပေးသွားပါမယ်အေမွန်ဆော့မယ်ဆိုရင်တော့ပါဝါကတ်အတွက်အများကြီးတွေးစရာမလိုပါဘူးအေမွန်ရဲ့ပါဝါကတ်ကိုပဲယူရမှာပါသူ့ရဲ့ပါဝါကတ်အလုပ်လုပ်ပုံကတော့အီရိုးတစ်ကောင်ကို2 star တင်တိုင်းမှာ4ချက်ရရှိမှာဖြစ်ပါတယ်ဒါကတော့အများဆုံး920ထိရရှိမှာပါအဲဒါကြောင့်မလို့စတိတ်2ရဲ့ round 2မှာအေမွန်ရဲ့ပါဝါကတ်ကိုယူမယ်ပြီးရင်တော့တန်းပြီးတော့1 go hero တွေကို2 star တင်ပြီးတော့ကလုံးတစ်လုံးကိုရအောင်ထုတ်ပြီးတော့ဆော့မှာပဲဖြစ်ပါတယ်ဒီလိုမျိုး carry round တွေမှာ neo hero တွေပါတယ်ဆိုရင်ထည့်ပြီးတော့ဆော့ပါဒါပေမဲ့ carry တွေတေးပြီးလို့ပွဲပြီးတာနဲ့တန်းပြီးတော့ neo ကိုမဖောက်ပါနဲ့ဘာလို့လဲဆိုရင်အောက်မှာကို့မှာ1 go hero 2ကောင်ရှိတယ်ဆိုရင် neo ဖောက်လိုက်လို့ကျလာတဲ့1 go hero ကကို့မှာရှိတဲ့2ကောင်ဆိုရင်တန်းပြီးတော့2 star တင်သွားမှာဖြစ်တာမလို့ကိုကဒီ carry round ပြီးရင်ခဏဆောင်မယ်ပြီးရင်တော့ power cut ကိုယူပြီးမှလာအဲ့ဒီ neo ကိုဖောက်ပါအဲ့ဒါမှ2 star ဖြစ်ရင်တော့ကိုရမှာပါခုလိုမျိုးအေမွန်ရဲ့ပါဝါကတ်ကိုယူပြီးတော့ဆိုတော့ကျွန်တော်တို့က1 go hero တွေကိုရှာမယ်ပြီးရင်ကလုံးတစ်လုံးပြည့်အောင်လို့9ကောင်တိတိ1 go hero တွေကို2 star ရှာတင်ရမှာဖြစ်ပါတယ်ဒီနေရာမှာတခုပြောချင်တာအေမွန်ဆော့မယ်ဆိုရင်ကိုကဘလောက်ကြီးကောင်းအောင်ဆော့ပါတယ်ပဲပြောမွန်တော့ဟီရိုမပြီးရင်ဘာမှလုပ်လို့ရမှာမဟုတ်ပါဘူးအဲ့ဒါတော့ခုလိုမျိုး1 go hero ရှာတဲ့အချိန်မှာရောနောက်ပိုင်းမှာ5 go 3 star ဖြစ်အောင်ရှာတဲ့အချိန်မှာပါတူတူပါပဲအားလုံးကမွန်တွန်းပေါ်မှာပဲမူတည်ပါတယ်အေမွန်ဆော့မယ်ဆိုရင်တော့နိုင်ရှုံစိတ်လှုပ်ရှားမှုအပြည့်အဝပေးနိုင်ပါတယ်ပြီးတော့593 step ဆော့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့တခြားကွန်မန်ဒါတွေနဲ့လည်းခန်းစားချက်ချင်းတူမှာမဟုတ်ပါဘူးအားကြောင့်မလို့အေမွန်ကိုမဆော့တဲ့သေးဘူးဆိုရင်ဒီဗီဒီယိုကိုကြည့်ပြီးတော့အေမွန်ကိုလိုက်ဆော့ဖို့ပြောချင်ပါတယ်အားလီမှာကျွန်တော်တို့ကလက်သီး4နဲ့ထိန်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတောင်းတွေမှာကျွန်တော်ကလက်သီး4ရမလားဆိုပြီးတော့နည်းနည်းပါးရှာကြည့်လိုက်ပါတယ်ရှာနေရင်းနဲ့4ဘီရက်တွေ့တာဖြစ်တဲ့ကြောင့်မလို့လွတ်ခတ်ထားလိုက်ပါတယ်ဖိုဘီရက်ကိုနောက်ရောင်းပြီးမှဝယ်မယ်ဆိုရင်ကျွန်တော်တို့ကစတိတ်2ကြောက်သွားမှာဖြစ်တဲ့အတွက်ဘလက်စင်းရမှာပါအားကြမှာဝယ်မယ်ဆိုရင်စကမ်ဘချာ3တန်းရမှာဖြစ်တဲ့အတွက်ဒီတောင်းမှာတော့လော်ပဲခတ်ထားလိုက်ပါတယ်ဒီနေရာမှာတစ်ခုမေးစရာရှိကြမယ်ထင်ပါတယ်အလူကနေရာမှာဖိုဘီရက်ထည့်လိုက်မယ်ဆိုရင်စကမ်ဘချာ2ရပြီဖြစ်တာကိုဘာလို့မထည့်ရလဲဆိုရင်အခုပေါ်နေတဲ့ short list ကိုကျွန်တော်ကလော့ခတ်ထားတာဖြစ်တဲ့အတွက်စကမ်ဘချာ2ထည့်လိုက်လို့ရှိရင်နောက်ရောင်းမှာဒီထည့်ရအနေဆုံး hero ဖြစ်တဲ့1 go 2ကောင်နဲ့ရတစ်ကောင်ကအော်တိုကျလာမှာဖြစ်ပါတယ်အဲ့ကြရင်ဖိုဘီယာကျလာလို့ရှိရင်ဘလက်စင်းနဲ့မပေါင်းတော့သလိုစကမ်ဘချာ3ကျဖို့လည်းအရန်ခတ်သွားမှာမဟုတ်လို့ဒီကြောင်းမှာတော့စကမ်ဘချာ2မထည့်ပဲနဲ့ဒီတိုင်းပဲလော့ခတ်ထားလိုက်တာပါနောက်တော့ကျရင်တော့ဖိုဘီယာကိုထည့်ပြီးစကမ်ဘချာ2ကိုဖွင့်မယ်ပြီးရင်တော့ short မှာပေါ်နေတဲ့ hero ကိုပွဲစပြီဆိုမှဝယ်မှာပါအဲ့ဒါမှဘလက်စင်းရမှာပါโอเคဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဒီမှာပြပေးပါမယ်โอเคခုဆိုရင်ကျွန်တော်ကဖိုဘီယာကိုထည့်လိုက်တယ်ပေါ်နေတဲ့ဖိုဘီယာတစ်ကောင်ကိုတော့မဝယ်သေးပါဘူးဗတဲ့စဝါပြီဆိုမှသာဝယ်မှာပါအဲ့လိုဝယ်မှပဲကျွန်တော်တို့ကဘုတ်ပေါ်မှာ2ကောင်တင်သွားမှာဖြစ်ပြီးတော့စတိတ်2စပြီဆိုမှဖိုဘီယက်က2 star ဖြစ်သွားပြီးတော့စကမ်မချာလည်း3ဖြစ်သွားမှာပါခုလိုရှင်းပြရဲဆိုတာတိပြီးသားလူတွေအတွက်တော့ခိစ္စမရှိဘူးဆိုပေမဲ့မတိသေးတဲ့လူတွေလည်းအများကြီးရှိသေးတာဖြစ်လာမလို့အဆင်ပြေအောင်လို့ရှင်းပြပေးတာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီနေရာတွေကိုတော့ကျွန်တော်ကြော်လိုက်ပါတော့မယ်စတိတ်2ကိုသွားလိုက်အောင်ဗျာစတိတ်2စပြီဆိုတာနဲ့အစောကဝယ်ထားတဲ့ဖိုဘီယက်က2 star ဖြစ်သွားပါပြီဘလက်စင်းကတော့မှားနေတဲ့အတွက်8ကိုသုံးပြီးတော့စကမ်မချာဘက်ရောက်အောင်ပြောင်းလိုက်ပါတယ်ပြီးတော့မာရှာကိုထည့်ပြီးတော့လက်တီ2ဖွင့်လိုက်ပါတယ်ဒီနေရာမှာတခြားကတော့ကချာတို့ဘာလို့ပါရင်လဲကောက်ထားသင့်ပါတယ်ကိုကလက်သီးဆော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့လက်သီးဟီးရိုးတွေပါတိုင်းမှာကောက်ထားပါဒီရောင်းတွေမှာကို့မှာရှိတဲ့ဟီးရိုးကိုပုံမှန်လေးထည့်ပြီးတော့ဆော့သွားရုံပါပဲတကယ်လို့ကတော့ကချာ2 star ရမယ်ဆိုရင်ပိုကောင်းပါတယ်ကျွန်တော်တို့အစောကကျွန်တော်ကစကမ်မချာအစောကြီးရတာဖြစ်တဲ့အတွက်ဟီးရိုးမရှာလိုက်တာပါဒီနေရာမှာစကမ်မချာဟီးရိုးက2ကောင်ပဲရှိတယ်ပေါ်လဲမပေါ်နေဘူးဆိုရင်ရှားမှာပါအဲ့လိုမျိုးရှာနေတဲ့အခါမှာရှာနေရင်လည်းကတော့ကချာဘဲလာရတုတ်လိုဟီးရိုးတွေတွေ့ရင်ရှားသလောက်ကောက်ပြီးတော့2 star ဖြစ်သွားမယ်ဆိုရင်လည်း2 star တင်ထားတင်ပါတယ်အဲ့ဒါအားလိမှာပို့ပြီးတော့ထိုင်းရတာအဆင်ပြေပါတယ်ကတော့ကချာနဲ့ဘဲလာရိတ်ကို2 star တင်ဟိုင်းနေဆိုတာအဲ့ဒီဟီးရိုးတွေကိုကယ်ရီဆော့ခိုင်းတာမဟုတ်ပါဘူးကယ်ရီဆော့အောင်မှာတော့အာလီမှာဒိုင်းတော့ပါပဲဒိုင်းတော့အာလီမှာတော်တော်လေးကျန်းလို့ကတော့ကချာဘဲလာရစ်တို့လိုဟီးရိုးတွေ2 star ဖြစ်သွားရင်တော့မှဒိုင်းတော့ကိုပဲအထောင်ထားပြီးတော့ဆော့တင်ပါတယ်ကတော့ကချာတို့ဘဲလာရစ်တို့ကတော့ဝိများများတင်ထားပြီးတော့အမခံပြီးတော့ဓာတ်မိတ်လည်းအနှဲငယ်ပေးနိုင်အောင်လို့တင်ဟိုင်းတာဖြစ်ပါတယ်ကယ်ရီဆော့အောင်မှာတော့ဒိုင်းတော့တစ်ကောင်လည်းပါမီယာနဲ့အဲလစ်တို့လိုကွန်မန်နာတွေပါလာရင်အေမွန်ဆော့ရတာအနှဲငယ်ဖြစ်ခတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အစောကစတိတ်1ရဲ့ round 4မှာဒိုင်းတော့6ကောင်9ကောင်လောက်ရှိမယ်ဆိုရင်ဒိုင်းတော့3 star ဖြစ်အောင်တင်ထားရလဲကောင်းပါတယ်အဲ့ဒါတော့ဂျားထဲမှာစော့တင်တဲ့ပုံစံကိုပြောပြပေးတာပဲဖြစ်ပါတယ်တကယ်လို့ဒိုင်းတော့3 star မဟုတ်ဘဲနဲ့ဒီလိုလေးပဲထိန်းနေမယ်ဆိုရင်လည်းအဆင်ပြေပါတယ်
ကရွေးချယ်တဲ့နေရာမှာတော့ Fat Promotion ဒါမှမဟုတ်ရင်ကလုံးတို့ကိုဦးစားပေးယူတင်ပါတယ်ရှာမယ်ဆိုရင်ပေါ့မရဘူးဆိုရင်တော့ဂိုးရမယ့်ကတ်တွေကိုဦးစားပေးပြီးတော့ယူပါဒီပွဲမှာဆိုရင်ကျွန်တော်အောက်ကအိမ်မောက level တဲ့အစိုးရရောက်နေတာဖြစ်ပြီးတော့ဂိုးကလည်းတော်တော်များပါတယ်အားကြောင့်မလို့ကျွန်တော်ကသူ့ကိုလေးလံတောင်းမှာတော့လုံးဝကလုံးပေးမှာမဟုတ်ပါဘူးသူကကတ်လဲမယူထားတာဖြစ်တဲ့အတွက်သူ့ရဲ့ကတ်ကကလုံးဒါမှမဟုတ် Fat Promotion ဖြစ်နေတာမလို့လေးလံတောင်းမှာကလုံးကိုရအောင်လုပ်တင်ပါတယ်ဘာလို့လဲဆိုရင်ကျွန်တော်ကဒီပွဲမှာကတ်လဲကောင်းထားအောင်လို့ level ရလဲမှီမှာပါအားကြောင့်မလို့ခုလိုမျိုးကက်လဲကောင်းတယ်ဂိုးလဲလောက်တယ်ဆိုရင်ကလုံးကိုမဖြစ်မနေလို့ပါကလုံး၄လုံးရှိတာနဲ့ကလုံး၃လုံးရှိတာအများကြီးကိုကွာခြားပါတယ်ဒီနေရာမှာတော့ကျွန်တော်မှာလက်သီး3ပဲရှိတာမို့လို့လက်သီး4ပြည့်အောင်ရှာမယ်လို့မှန်းထားပေမဲ့လည်းငကားကကန်ကောင်းပြီးတော့ပေါ်နေတာဖြစ်လို့ဒီတောင်းမှာမရှာလိုက်ပါဘူးတကယ်လို့ညီကိုတို့အနေနဲ့အခုလိုမျိုးအခြေအနေမှာငကားမဟုတ်ပဲနဲ့ဘယ်လာရစ်ပေါ်နေတယ်ဆိုရင်ဘယ်လာရစ်ကိုဝယ်ပြီးတော့အဲ့လိုမျိုးမာရှာလည်း2កောင်လောက်ရှိတယ်ဆိုရင်တစ်ချက်2ချက်လှည့်ပြီးတော့မာရှာ2 star ဖြစ်သွားအောင်ရှာသင့်ပါတယ်ကျွန်တော်ကတော့ငကားရနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့မာရှာ2 star ဖြစ်အောင်မရှာတော့ဘဲနဲ့ကိုယ်ဝဲချန်ဆော့လိုက်ပါတယ်နောက်ရောင်းမှာကျွန်တော်အောက်ကမီးတောက်နေတဲ့အိမ်မွန်နဲ့တွေ့မှာဖြစ်တဲ့အတွက်ဝိတ်ကိုများနိုင်တယ်မလားများအောင် level 8ကိုတန်းပြီးတော့တင်လိုက်ပါတယ်ဒီလိုမျိုးကဘာလို့လဲဆိုရင်ကျွန်တော်သူ့ကိုတွေးများများနဲ့မရှိစေချင်လို့ပါဘာလို့လဲဆိုရင်သူကကက်လည်းမယူထားပဲနဲ့မယူထားတဲ့အပြင်ကိုမှ level ကလည်းမှီတယ်ကိုကလည်းများနေတာကြောင့်ပါသူ့ကိုဒါသူ့များများပေးထားမယ်ဆိုရင်ကျွန်တော်တို့စော့ရတာအရန်ကိုခက်ခဲလာမှာပါအဲကြောင့်မလို့သူ့ကိုဖိပြီးတော့ရှုံးသွားအောင်လုပ်ချင်တာကြောင့်မလို့ level 8ကိုတန်းတင်လိုက်ပါတယ်ပြီးတော့သူနဲ့တွေ့မှာပါဒါကကျွန်တော်က round မှတ်ထားလို့သိတာမဟုတ်ပါဘူးစော့နေကြအတိုင်းပဲစော့နေရင်လည်းစော့တာများတဲ့အတွက်ကြောင့်မလို့ round ကိုမှတ်မိနေတဲ့သဘောပါပဲကျွန်တော်ဒီပွဲမှာဘာ round မှမှတ်ပြီးမစော့နေပါဘူးโอเคဒါဆိုရင်ကျွန်တော်တို့လေးလံ round လေးကိုပဲမြန်မြန်ဆန်ဆန်တွားလိုက်ကြအောင်ណាလေးလံ round မှာကလုံးကိုဘယ်လိုလုပ်မလဲဆိုတာကြည့်လိုက်ကြအောင်ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲလေးလံ round မှာအဲ့ဒီအိမ်မောကိုလုံးဝကလုံးပေးမှာမဟုတ်ပါဘူးကျွန်တော်မှာကို48ချက်လည်းရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကလုံးကိုဝယ်ရမယ်ဆိုရင်တော့မှကျွန်တော်ကဝယ်လိုက်မှာပါโอเคလှူတယ်ဗျာထပ်လှူတယ်ကျွန်တော်ပဲဝယ်ပြီးတော့ယူလိုက်ပါတယ်သူ့ကိုတော့ကလုံးထပ်မပေးလိုက်ပါဘူးဘာလို့လဲဆိုရင်သူ့မှာ Fat Promotion ရှိတယ်ဆိုရင် Lancelot တို့ပါလို့ခဏလေးနဲ့တန်းပြီးအမြန်ရောက်သွားမှာဆိုတဲ့အတွက်ကြောင့်ပါကျွန်တော်ကကလုံးကိုဝယ်လိုက်တယ်ဆိုပေမဲ့ level ရလဲမှီပါသေးတယ် level 8ရောက်တဲ့အပြင်မှာဂိုး30ရှိတာဖြစ်တဲ့အပြင်ကျွန်တော်မှာကလုံးကလည်းမပြီးသေးရဖြစ်တဲ့အတွက်ကလုံးပြီးရင်ဂိုး12ချက်ကလည်းထပ်ရအောင်ပါပါအဲကြောင့်မလို့ခုလိုမျိုးအချိန်လေးဂိုးလည်းအဆင်ပြေတယ်ကက်လည်းကောင်းလာတယ်ဆိုရင်တော့ကလုံးကိုရအောင်လှူတင်ပါလေโอเค guys ဒီနေ့ဗီဒီယိုလေးကတော့ပတ်ဝန်းအနေနဲ့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာတော့ stage 3ကနေစပြီးတော့ flow ကိုဘယ်လိုမျိုးဆော့ရမလဲ593 ရှာကိုဘယ်လိုရှာသင့်လဲပြီးရင်ဘာတွေဆောင်ရမလဲရှောင်းရမလဲဆိုတာတွေကိုတော့ပတ်တူးမှာထည့်ပြီးတော့ပြောပြပေးသွားပါမယ်ပတ်တူးချရင်လည်းကိုကဘယ်လို5မျိုးကိုဆော့သင့်လဲဆိုတာကိုပါထည့်ပြီးတော့ပြောပြပေးသွားမှာဖြစ်တဲ့အတွက်ပတ်တူးလေးကိုစောင့်မျှော်ပေးကြပါဦးအားလုံးပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ပတ်တူးနဲ့ပြန်ဆောင်ကြပါပေါ့